ခြံဆိုင်သည်ချက်ပြုတ်ပြိုင်ပွဲတွင်ပထမနေရာအတွက်တူညီနေတော့လဲစနစ်၏ဆုံးဖြတ်ချက်အရဤရလဒ်သည်စစ်မှန်သောချန်ပီယံအဖြစ်မရေတွက်နိုင်မှသူသည်မစ်ရှင်ကိုပြီးမြောက်အောင်မလုပ်ဆောင်နိုင်ခဲ့ပြီးစနစ်၏မြင့်တင်မှုအားလုံးကိုတိုက်ရိုက်ဆုံးရှုံးခဲ့ရသည်သူ၏တီးတန့်ချက်ပြုတ်စွမ်းရည်များနှင့်အထူးချက်ပြုတ်နည်းများအားလုံးကိုအသုံးမပြုနိုင်မှကံကောင်းထောက်မှတ်စွာပြိုင်ပွဲတွင်နောက်ထပ် tie-breaker အဆင့်ကိုထည့်သွင်းခဲ့သည်ဤတဦးချင်းပြိုင်ပွဲတွင်သူအနိုင်ရနိုင်မှာကဂျင်းဝင်ရှိအငယ်တန်းအရာရှိအဖြစ်သူ၏ယာဒူးကိုဆက်လက်ထိန်းသိမ်းထားနိုင်မည်ဖြစ်သည်စနစ်မှထွက်ခွာပြီးနောက်ခြံဆိုင်သည်တာမန်လူတဦးသာဖြစ်သည်ကြာမြင့်စွာကတည်းကသူသည်ချက်ပြုတ်ရာတွင်စနစ်၏လမ်းညွှန်မှုကိုအပြည့်အဝအားကိုးခဲ့သည်ဤပြင်ပအကူအညီမပါဘဲသူ၏ကျွမ်းကျင်မှုများသည်သူ၏ကိုယ်ပိုင်နားလည်မှုပေါ်တွင်အပြည့်အဝမူတည်နေပုံရသည်ထို့အပြင်သူ၏ပြိုင်ဘက်မှာဂေတာမီးဖိုချောင်း၏အလွန်ထူးချွန်သောအရေးချင်းရှိသောအကြီးအကဲစောက်ဖို့မူလီဟောင်ရင်ဖြစ်သည်အလွန်ကွဲပြားသောခွန်အားရှိသောပြိုင်ဘက်နှင့်ရင်ဆိုင်ရသောအခါခြံဆိုင်သည်အနိုင်ရရန်ယုံကြည်မှုမရှိပေဒရိုက်တာသည်သူ၏စိုးရိမ်ပူပန်မှုကိုသတိပြုမိပြီးနှစ်သိမ့်စကားများပြောကြားခဲ့သည် tie-breaker စီးမြင့်များမှာရိုးရှင်းသောအမျိုးအစားတွင်ပြိုင်ပွဲဝင်များသည်မိနစ်50အတွင်းနေရာတွင်ပေးထားသောပါဝင်ပစ္စည်းများကိုအသုံးပြု၍အထူးဟင်းလျာတစ်ခုကိုပြင်ဆင်ရန်လိုအပ်သည်အမှတ်မြင့်သူသည်နောက်ဆုံးချန်ပီယံဖြစ်လိမ့်မည်လီဟောင်ယင်းသည်တည်ငြိမ်စွာရှေ့သို့ခြေလှမ်းလိုက်ပြီးပါဝင်ပစ္စည်းများကိုရွေးချယ်နေချိန်တွင်ခြံဆိုင်သည်လှုပ်ရှားမှုမရှိဘဲအချိန်တော်ကြာရပ်နေခဲ့သည်ကြက်သွန်နီတစ်လုံးကိုကောက်ယူသည့်အထိစနစ်ကပါဝင်ပစ္စည်းများ၏အရေးသွေးကိုခွဲခြားသတ်မှတ်ပုံကိုဖြည်းဖြည်းချင်းပြန်တတိယသွားသည်ဤအနက်အသားနှင့်အယောင်များသည်သူ၏အာယုံ၅ပါးဖြင့်နေ့စဉ်နှင့်အမျှကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့်အကြောင်းအရာများဖြစ်သည်ဤအချိန်တွင်ခြံဆိုင်သည်စနစ်ကသူ့ကိုတင်ကြားပေးခဲ့သောအသိပညာအားလုံးသည်သူ၏မှတ်ဉာဏ်ထဲတွင်ထွင်းထူထားပြီးဖြစ်ကြောင်းရုတ်တရက်သဘောပေါက်လိုက်သည်သူသည်ပြင်ပကရိယာများကိုအမြဲတမ်းအားကိုးလွန်ပြီးသူစုဆောင်းထားသောအတွေ့အကြုံကိုလစ်လျူရှုထားခဲ့ခြင်းသာဖြစ်သည်ကြက်သွန်နီနှင့်ဝက်သားစတိတ်များဖြစ်စေတာမန်ကြက်ဥများဖြစ်စေထမင်းစားခန်းတွင်ကြာမြင့်စွာချက်ပြုတ်ပြီးနောက်ပါဝင်ပစ္စည်းများ၏အရေးအတွက်ဒီကိုခွဲခြားသတ်မှတ်ရန်နည်းလမ်းများကိုကြာမြင့်စွာကတည်းကရှာဖွေတွေ့ရှိထားခဲ့သည်စနစ်မှစံသတ်မှတ်ထားသောချက်ပြုတ်နည်းမရှိဘဲသူအလိုချင်ဆုံးအိမ်လုံဟင်းလျာကိုချက်ပြုတ်ရန်ဆုံးဖြတ်ခဲ့သည်သို့သောကြက်သွန်နီလီယံပြင်းနေစဉ်တွင်စစ်အရာရှိပေးခဲ့သောချယ်ရီပွင့်ထားသည်ရုတ်တရက်ကျိုးသွားခဲ့သည်သူသည်တာမန်မီးဖိုချောင်းကားကိုပြောင်းလဲအသုံးပြုခဲ့ရသည်လှိဖြတ်နေစဉ်မီးဖိုချောင်းတွင်သူ၏အတိတ်တွေ့ကြုံများကိုပြန်မှတ်ရပြီးစခန်းစားတောက်ဆိုင်တွင်ချက်ပြုတ်တကဲ့သို့ယဉ်နီးသောခံစားချက်ကိုတဖြည်းဖြည်းပြန်လည်ရရှိခဲ့သည်သူရဲ့လှိဖြတ်တဲ့လှုပ်ရှားမှုတွေဟာပိုပြီးလျင်မြန်ပြီးချုံးမွေ့လာပါတယ်မိနစ်30သာကျန်တော့တဲ့အချိန်မှာသူဟာနံရိုးတွေကိုဖိအားပေးမိဖို့ထဲမှာအရင်ချက်ပြီးမှထမင်းကိုပေါင်းပါတယ်တာမန်ဆန်လို့ထင်ရတဲ့နူးညံ့စေးကက်ကနဲ့ချိုးမြင်အောင်လုပ်ဖို့ကအတော်လေးကျွမ်းကျင်မှုလိုအပ်ပါတယ်ထမင်းကိုဆေးနေတော့မှသူ့အဖေရဲ့ဆန့်ထုတ်ထားတဲ့လက်ကိုမုံဝါးဝါမြင်လိုက်ရပြီးလက်ချောင်းတွေကြားကလျှို့ဝှက်ချက်ကိုချက်ချင်းနားလည်သွားပါတယ်ဒီစနစ်ကသူ့ကိုအထောက်အကူပြုတဲ့ကိရိယာတစ်ခုသာဖြစ်ပါတယ်တကယ်ချက်ပြုတ်နည်းသူ့အဖေကငငယ်ကလေးကအရသာရှိတဲ့ချက်ပြုတ်နည်းလျှို့ဝှက်ချက်အားလုံးကိုတင်ပေးခဲ့တာပါချက်ပြုတ်နည်းရဲ့အရသာအချိုးအစားကိုတင်းတင်းကြပ်ကြပ်ကူးယူတာမဟုတ်ပဲအရသာကိုဂရုတစိုက်မြည်ဆန်းပြီးအရသာကိုပုံမကောင်းမွန်အောင်ပြုလုပ်ဖို့ပါမိနစ်50အချိန်ကန့်သက်ချက်ကုန်ဆုံးသွားပြီးနှစ်ယောက်စလုံးအချိန်မီချက်ပြုတ်နိုင်ခဲ့ကြပါတယ်လီဟောင်ရင်ရဲ့ပြင်သစ်စတိုင်မုတ်ဘူးကိုကြက်သားနဲ့ခရင်နဲ့ဖြည့်ထားတဲ့မုတ်ပြားလွှာတွေနဲ့ထုတ်ပိုးထားပါတယ်မြည်ဆန်းပြီးတဲ့နောက်တက်မမှုနဲ့တခြားသူတွေကဒီဟင်းလျာကိုအလွန်ကောင်းမွန်တဲ့အမှုပညာလက်ရာတစ်ခုအဖြစ်ချီးကျူးခဲ့ကြပါတယ်။အဓိကဟင်းလျာဖြစ်စေတွဲဖက်ထားတဲ့အချိုပွဲဖြစ်စေအစုံလိုက်အစားအစာတစ်ခုလုံးဟာအဆင့်မြင့်အနောက်တိုင်းစားတောက်ဆိုင်ရဲ့အရေးသွေးကိုပေါ်လွင်စေပါတယ်။သူဟာကေဒါမီးဖိုချောင်းရဲ့အကောင်းဆုံးစဖို့မှုဖြစ်ဖို့တကယ်ထိုက်တန်ပါတယ်။ဆန့်ကျင်ဘက်အနေနဲ့သူတင်ပြတဲ့ဟင်းလျာတွေကရိုးရှင်းပေမဲ့မိသားစုချက်ပြုတ်နည်းလို့နှွေးထွေးပြီးအိမ်လိုတင်းပြတ်တဲ့ရနံ့ရှိပါတယ်။တက်မှမှုကရင်းကြီးကိုယူပြီးထမင်းနဲ့ထုတ်ပြီးဝက်သားပြုတ်နဲ့တွဲစားပါတယ်ပြီးတော့လန်းဆန်းစေတဲ့ကင်ချီကိုအတူတူစားလိုက်တဲ့အခါငယ်ဘဝအမှတ်တရတွေကိုချက်ချင်းပြန်အမှတ်ရစေပါတယ်။တက်ခွဲမှုတက်ရင်မှုနဲ့တခြားအရာရှိတွေအားလုံးကစမ်းကြည့်ဖို့ရှေ့တိုးလာကြပြီးဆယ်စုနှစ်များစွာကြာအောင်သူတို့ရဲ့နှလုံးသားထဲမှာနက်နက်ရှိုင်းရှိုင်းမြုပ်နှံထားတဲ့ကလေးဘဝရဲ့အရာတာကိုနှိုးဆော်ပေးခဲ့ကြပါတယ်။ဒါဟာသူတို့ရဲ့မိခင်တွေရဲ့ထူးခြားတဲ့အိမ်ချက်အရာတာပါဒီဟင်းလျာကရိုးရှင်းပေမဲ့မိသားစုလေထူးနဲ့ပြည့်စုံပြီးနှလုံးသားကိုထိမိစေတဲ့စွမ်းအားရှိပါတယ်။အိမ်နဲ့ဝေးပြီးတက်စခန်းမှာတာဝန်ထမ်းဆောင်နေတဲ့စစ်သားအများစုဟာအိမ်မှာထမင်းစားရတာနဲ့သူတို့ပြန်လာတာကိုစောင့်မျှော်နေတဲ့သူတို့ရဲ့မိခင်တွေကိုအလွန်တောင်းတကြပါတယ်မိသားစုရဲ့နှွေးထွေးမှုတွေနဲ့ပြည့်နှက်နေတဲ့ဒီဟင်းလျာကလူတိုင်းရဲ့အိမ်လွှမ်းစိတ်ကိုလုံးဝသက်သာစေခဲ့ပါတယ်နောက်ဆုံးရလက်ကမမျှော်လင့်မဲ့ဖြစ်ခဲ့ပါတယ်ဒီဟင်းလျာကပြိုင်ပွဲတစ်ခုလုံးရဲ့အမြင့်ဆုံးမှတ်ကိုရရှိခဲ့ပြီး tie-breaker မှာချန်ပီယံဆုကိုရရှိခဲ့ပါတယ်ပြိုင်ပွဲအပြီးတွင်သူ၏လက်ခံမှုမိန့်ခွန်းတွင်သူသည်နေရောညပါသူနှင့်အတူရှိနေခဲ့သောရဲဘော်ရဲဘက်များနှင့်တိစောက်တော်မူတက်စခန်းများ
အားကိုစိတ်ရင်းမှန်ဖြင့်ကျေးဇူးတင်ကြောင်းပြောကြားခဲ့သည်ကျန်းလင်စခန်းပိတ်သိမ်းရမည့်အရေးနှင့်ရင်ဆိုင်နေရသောတပ်မမှုအားထိုနေရာရှိလူတိုင်းကထောက်ခံခဲ့ကြသည်ဤစကားကိုကြားသောအခါသူသည်စခန်းပိတ်သိမ်းခြင်းအကြောင်းကြားစာတစ်စောင်မျှမရရှိခဲ့သောကြောင့်အံ့အားသင့်ခဲ့ရသည်ပြဿနာ၏ရင်းမြစ်မှာကျန်းလင်စခန်းကိုလုံခြုံရေးအကဲဖြတ်အစီရင်ခံစာတွင်ဘေးကင်းရေးအန္တရာယ်များရှိသည်ဟုတမင်တကာမှတ်သားထားပြီးပိတ်သိမ်းရန်တိတ်တဆိတ်တွန်းအားပေးခဲ့သောတပ်ရင်းမှုတွင်ရှိသည့်အရေးကြီးသောအချိန်တွင်တပ်ခွဲမှုကအံတရယ်များကိုဖော်ပြသောအကဲဖြတ်အစီရင်ခံစာသည်တပ်ရင်းမှု၏အမိန့်အရသူ့အနေဖြင့်လုပ်ကြံဖန်တီးထားခြင်းဖြစ်ကြောင်းထွက်ဆိုခဲ့သည်တပ်ရင်းမှုသည်စခန်းညွှန်ကြားရေးမှုသည်အစားအသောက်ပေးသွင်းသူကိုမေးမြန်းခဲ့ပြီးစခန်းပိတ်သိမ်းခြင်းဖြင့်လက်စားချေရန်ကြိုးစားခဲ့သောကြောင့်တပ်ရင်းမှုသည်မကြေမနက်ဖြစ်နေခဲ့သည်ချက်ပြုတ်ပြန်ပွဲပြင်ဆင်မှုများအတွင်း၌ပင်စုံထောက်သည်တပ်ရင်းမှုရုံးထဲသို့ဝင်ရောက်ကာအစားအသောက်ပေးသွင်းသူနှင့်လျှို့ဝှက်ဆက်ဆံမှုဆိုင်ရာထောက်ထားအပြည့်စုံကိုဖော်ထုတ်ခဲ့သည်ဗိုလ်မှူးကြီးသည်ဗိုလ်မှူးကြီးလင်းအားမကောင်းကြံနှိမ်နင်းမှုနှင့်ပတ်သက်၍လီမင်းကြိုထံမှပစ္စည်းများကိုလည်းရယူခဲ့သည်ပေးသွင်းသူများထံမှလက်ငွေအားလုံးသည်ဗိုလ်မှူးကြီး၏ကိုရေးကိုတာအကောင့်ထဲသို့စီးဝင်လာခဲ့သည်ဗိုလ်ကြီးခမရဲ့ကိုဟန်အနေထားကတကယ်ပဲလားဒါကိုကျွန်တော်ကိုရှင်းပြသင့်တယ်လို့ထင်ပါတယ်ရာဇဝတ်မှုစုံစမ်းစစ်ဆေးရေးမှူးဗိုလ်ကြီးဘူကတပ်တွေအထောက်ထားအားလုံးကိုကြီးကြပ်ရေးအဖွဲ့ကိုတင်ပြပြီးပါပြီကြီးကြပ်ရေးဝန်ထမ်းတွေကချက်ချင်းရောက်လာပြီးစုံစမ်းဖို့ဗိုလ်ကြီးကိုခေါ်သွားခဲ့ပါတယ်ဒီချက်ပြုတ်ပြိုင်ပွဲကခြံဆိုင်အတွက်အရန်အကျိုးရှိခဲ့ပြီးသူ့ရဲ့အားနည်းချက်တွေကိုလည်းမြင်ခဲ့ပါတယ်လီဟောင်ယင်းဟာလေးစားထိုက်တဲ့ကြောက်စရာကောင်းတဲ့ပြိုင်ဘက်တစ်ယောက်ပါအနာဂတ်မှာသူနဲ့ထပ်မံရှင်ပြိုင်ဖို့အခွင့်အရေးရဖို့မျှော်လင့်နေပါတယ်အားလုံးကစခန်းကိုပြန်ဖို့ပြင်ဆင်နေချိန်မှာစနစ်မျက်နှာပြင်ကခြံဆိုင်ဟာချက်ပြုတ်ပြိုင်ပွဲချန်ပီယံဆုကိုအောင်မြင်စွာရရှိခဲ့ကြောင်းအကြောင်းကြားစာပြန်ပေါ်လာပါတယ်ကျန်းလင်းစခန်းကိုကာကွယ်ဖို့တာဝန်ကအောင်မြင်စွာပြီးမြောက်ခဲ့ပါတယ်စနစ်လှုပ်ဆောင်ချက်အားလုံးကိုပုံမှန်အန်တိုင်းပြန်လည်ရောက်ရှိစေခဲ့ပါတယ်ပြိုင်ပွဲပြီးဆုံးပြီးမကြာခင်မှာပဲရင်တုံးရှမ်းစစ်တပ်ကနေထွက်ခွာဖို့အချိန်ကြာရောက်ခဲ့ပါတယ်သူ့ရဲ့ရဲဘော်ရဲဘက်တွေကသူ့အတွက်အထူးသက်ဝင်လှုပ်ရှားတဲ့နှုတ်ဆက်ပွဲတစ်ခုကိုကျင်းပပေးခဲ့ပါတယ်သူ့ရဲ့အောင်ပွဲလိုင်းနဲ့အတူရုပ်မြင်သံကြားဌာနကခြံဆိုင်ကိုတီးတက်အင်တာဗျူးတစ်ခုအတွက်ဖိတ်ကြားခဲ့ပါတယ်အင်တာဗျူးသူကတော့တခြားသူမဟုတ်ပါဘူးသူ့အပေါ်အမြဲတမ်းခံစားချက်တွေတိုးဝက်ထားတဲ့မင်းရပါအင်တာဗျူးပြီးနောက်ခြံဆိုင်ကမင်းရရဲ့လက်ကိုကင်လိုက်ပါတယ်ရခင်ကသူဒီမလုံချပုံမှုနဲ့ကြောက်ရွံ့မှုတို့ဖြင့်သူ၏အတွင်းစိတ်ခံစားချက်များကိုဖော်ပြရဲခြင်းမရှိခဲ့ပါမင်းငါကိုဘလို့မြင်လဲဟုသူမေးခဲ့သည်စမ်းသပ်မှုအမျိုးမျိုးကိုကြုံတွေ့ခဲ့ရပြီးနောက်ဆုံးတွင်သူသည်မင်းရအားသူ၏ခံစားချက်များကိုဝန်ခံရန်တတိမွေခဲ့သည်လမ်းတစ်လျှောက်တွင်ခြံဆိုင်သည်ချက်ပြုတ်ခြင်း၏စစ်မှန်သောအတိတ်ပဲကိုနားလည်လာခဲ့သည်သူကိုယ်တိုင်ချက်ပြုတ်ထားသောအစားအစာသည်အခြားသူများကိုနှွေးထွေးမှုနှင့်ခွန်အားကိုပေးစွမ်းနိုင်သည်ဤကုစားနိုင်သောနှွေးထွေးမှုသည်အစားအစာ၏အဖို့အတန်ဆုံးသောအဓိကအချက်ဖြစ်သည်သူဤထိုးထွင်းသိမြင်မှုကိုရရှိနေစဉ်တွင်စနစ်သည်မစ်ရှင်အသစ်တစ်ခုကိုတွန်းအားပေးခဲ့သည်ချိုမြိန်သောစက်သားစုပ်ပြုတ်ကျေးဇူးပြုပြီးစမ်းကြည့်ပါကျေးဇူးပြုပြီးစမ်းကြည့်ပါ